ထုံးလက်ရလာပြီးကြိုင်ဆွဲမှာဥစွာပထမစားသုံးသူမိဘပြည်သူများအားမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ယနေ့ထုံးလက်ရရဲ့ဟင်းလျာဖြစ်တဲ့ကြက်သားအာလူစီပြန်ချက်မြစ်ချမောင်ကျော်ဘူးဒီကလေးပဲဟင်းရီထုံးလျက်လာပြီးကြိုင်ဆွဲအားဆက်သွယ်မှာယူလိုပါကဖုန်းနံပါတ်39 20 696တို့ဆက်သွယ်မှာယူနိုင်ပါတယ်ထုံးလျက်ချိုင်းလာပြီးကြိုင်ဆွဲအားအားပေးကြတဲ့စားသုံးသူမိဘပြည်သူပေါင်းကျမ်းမာချမ်းသာကြပါစေလို့ထုံးလျက်လာပြီးကြိုင်ဆွဲမှာဆုမွန်ကောင်းတောင်းအပ်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်